Hello everyone, welcome back. Masuro dini lila jaya met sakalong liyaro lule jati, pian jati, dama maho lane di bo no tumya out les are bo no arago English lo blue kole arago dupe lo kore dupe okay dupe sura tumya o myasi ho phit twa ang lane na bo no. So it means to cheat or to deceive. Adaibai aro lane le di le za di For example, a catfish tried to dupe me for money. Catfish ဆိုတာကြတော့ internet မှာသူများရောင်ဆောင်ထားတာကိုမဟုတ်ဘဲနဲ့ဥမာကိုရီးယားမင်းသားပုံတင်ပြီးတော့ तू ကဒီလူပါဆိုပြီးတော့ပြောတဲ့သူမျိုးကို catfish လို့ခေါ်တယ်เนาะအဲ့တော့ catfish တယောက်ကကျမကိုပတ်စံအတွက်လာပြီးတော့ချင်းကတ်တယ်ပေါ့နော်လာပြီးတော့လာလိန်နေပေါ့နော် I didn't realize he was duping me in the beginning. သူကအစပိုင်းမှာကျမကိုလိန်လေလှည့်ပြနေရဆိုတာကျမမသိခဲ့ဘူးတဲ့အခုမှပွင့်ပေါ်သွားတယ်ပေါ့နော် Be careful. Many people on internet are trying to dupe innocent people for their benefits. တတိထားပါဘာကြောင့်လဲဆိုတော့ internet ဘဝလူတွေတော်တော်များများကတကယ်အပြစ်ကင်းစင်တဲ့အပြစ်မရှိတဲ့သူတွေကိုလိုက်ပြီးတော့သူတို့ရဲ့အကျိုးစီးပွားအတွက်လိုက်လိန်နေတယ်တဲ့เนาะအဲ့တော့ so be careful. အဲ့ဒီတော့ကျမတို့ dupe ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံကို example တွေနဲ့တကွလေ့လာပြီးသွားပြီဆိုတော့အခု exercise လေးတစ်ခုလုပ်ကြည့်ရအောင်ကျမစာကြောင်း3ကြောင်းပေးပါမယ်အဲ့3ကြောင်းတွေကအဓိပ္ပာယ်ရှိတဲ့ sensible ဖြစ်တဲ့စာကြောင်းတစ်ကြောင်းအောင်ရွေးမယ်ပေါ့နော်တချို့စာကြောင်းတွေကကြတော့ like အဓိပ္ပာယ်မရှိဘူးကွာsense မရှိဘူးပေါ့နော်အဲ့ဒီစာကြောင်းတွေကိုမရွေးဘူးမှန်တဲ့စာကြောင်းကိုရွေးမယ် okay so the first sentence say she's a very reputable real estate agent because she always dupes her customers. Susie found out that her boyfriend is a married guy. He has been duping her all along. Buddhist monks are supposed to dupe people for offerings. So ဒီ3ကြောင်းတွေကဘယ်စာကြောင်းကအဓိပ္ပာယ်ရှိလဲဘယ်စာကြောင်းက dupe ဆိုတဲ့စကားလုံးနဲ့အဝင်ကွင်ကြဖြစ်တဲ့စာကြောင်းလဲဆိုတာကိုရွေးပြီးတော့ A B C ထဲကတစ်ခုကို comment မှာရေးပေးသွားခဲ့ပါเนาะအဲ့တော့ thank you very much for watching and see you next time